မင်းကလေးဟာရေတငုံတောက်လိုက်ရုံနဲ့တင်မမျောလင့်ပဲပန်းတပွင့်အဖြစ်ပြောင်းလဲသွားပါတယ်။ဘာဖြစ်သွားလဲဆိုတာကိုသတိမထားမိတဲ့အစီကံမလေးကသူမကိုလက်ဖက်ရည်အိုးထဲထည့်လိုက်ပါတယ်။အမျိုးသားကအဲ့ဒီလက်ဖက်ရည်ကိုတငုံတောက်ကြည့်ပြီးအရသာရမ်းကောင်းတယ်လို့မှတ်ချက်ပေးပါတယ်။သူနောက်ထပ်တစ်ခွက်ငှဲ့တော့မဲ့အချိန်မှာပဲပန်းလေးဟာလူသားမင်းကလေးအဖြစ်ပြန်လဲပြောင်းလဲသွားပါတော့တယ်။မင်းကလေးကအမျိုးသားကိုရှင်ပါလို့ကျမကိုလက်ဖက်ရည်လောက်တောက်တာလဲလို့ဒေါသတကြီးရင်ဆိုင်မြင်ပါတယ်။မင်းတက်သွားတဲ့အဆောက်တယောက်ကဒီမြင်ကွင်းကိုမှတ်တမ်းတင်ဖို့ကြိုးစားပေမဲ့အမျိုးသားကပြက်ပြက်တတတားဆီးလိုက်ပါတယ်။နောက်ပိုင်းမှာတော့မင်းကလေးဟာပြစ်ဒဏ်အနေနဲ့ရင်ပြင်ကိုတန်ရှင်းရေးလုပ်ခိုင်းခြင်းခံရပေမဲ့မကြခင်မှာပဲပြဿနာအတင်းနဲ့ထပ်တိုးပါတော့တယ်။သူမဟာရေမချိုးရတာကြပြီဖြစ်လို့ရေကန်ကိုမြင်တဲ့အခါရေထဲကိုတန်းခုန်ချလိုက်ပါတယ်။ကန်ဆိုးကျင်တော့အဲ့ဒီနေရာမှာပဲစောစောကအမျိုးသားနဲ့ထပ်တိုးပါတော့တယ်။သူမကသူ့ကိုနှုတ်ဆက်ဖို့အနားသွားခဲ့ပေမဲ့မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့အမျိုးသားဟာအရေးရောင်တောင်မကြံပျောက်ကွယ်သွားပါပြီ။သူမရှိမှတော့ကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်ပဲကျန်ရစ်ပါတော့တယ်။တစ်ပင်ရဲ့ရွှေရောင်ပင်စီကသူမရဲ့အာယုံကိုချက်ချင်းဖန်ဆလိုက်တာကြောင့်သူမကအနားသွားပြီးတစ်ပင်ကြီးကိုဖတ်လိုက်ပါတယ်။အဆောင်ကတော့သူမကိုတားဖို့အပြေးလွှားရောက်လာပါတယ်။အစပိုင်းမှာအမျိုးသားကဒါရီအားလုံးဟာထူးဆန်းတဲ့မတော်တဆမှုတွေလို့ပဲထင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူဟာထူးထူးခြားခြားအရသာရှိတဲ့မုတ်တစ်ခုကိုမြည်ဆန်းကြည့်မိပြီးဒီမုတ်လုပ်တဲ့သူကိုဆင့်ခေါ်ဖို့အမိန့်ပေးလိုက်ပါတယ်။သူအံ့ဩသွားတာကတော့အဲ့ဒီမုတ်လုပ်တဲ့သူဟာစောစောကမင်းကလေးဖြစ်နေပြန်တာပါပဲ။အမျိုးသားကနောက်ထပ်တစ်ဖက်ကိုယူဆဖို့လုပ်တဲ့အချိန်မှာမင်းကလေးကဝင်ပြောပါတယ်ဒီရတာရှိတဲ့မုတ်ထဲမှာပါတဲ့လှုပ်ဝက်ပါဝင်ပစ္စည်းကတော့မြင်းချီတွေဖြစ်ပါတယ်တဲ့အမျိုးသားဟာဒေါသအမျက်ချောင်းချောင်းထွက်သွားပြီးသူမကိုချက်ချင်းပဲဖမ်းဆီးပိတ်လောင်ဖို့အမိန့်ပေးလိုက်ပါတော့တယ်